MacBook menu bar ရဲ့လျှို့ဝှက်ချက်3ခု Touch Pro ပိုင်ဆိုင်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ menu bar မှာရှိတဲ့ icon လေးတွေကိုဘယ်လိုရွှေ့မလဲ icon လေးတွေကိုဘယ်လိုဖြုတ်မလဲဘယ်လိုပြန်ထည့်မလဲ battery percentage ဘယ်လိုထည့်မလဲဆိုတာတော့ပြောပြသွားမှာဖြစ်ပါတယ် menu bar icon လေးတွေကိုရွှေ့ခြင်းရင်တော့ command ကိုဖိပြီးမိမိရွှေ့ခြင်းတဲ့ icon လေးတွေကိုတစ်ခုနဲ့တစ်ခုရွှေ့လို့ရမှာဖြစ်ပါတယ်နောက်ပြီး setting တွေက menu bar ကတဆင့်မိမိထပ်ထည့်ခြင်းတဲ့ icon တွေကိုထပ်ထည့်လို့ရတယ်လို့မိမိဖြုတ်ခြင်းတဲ့ icon တွေကိုလည်းဖြုတ်လို့ရမှာဖြစ်ပါတယ်battery ရဲ့ option တွေကိုဝင်ပြီး battery percentage ကိုမိမိရဲ့ menu bar မှာပြသထားလို့ရမှာဖြစ်ပါတယ်အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ် Touch Pro ပိုင်ဆိုင်မှာ MacBook, iPad, gaming laptop နဲ့ latest tech gadget တွေရဲ့ tips and tricks တွေကိုနေ့စဉ်တင်ပြပေးသွားမှာဖြစ်လို့ Touch Pro ပိုင်ဆိုင်ကို like and follow လုပ်ထားပေးဖို့ request လုပ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်